Microsoft Word ကိုဖွင့်မယ်ပြီးတော့ရင် new ယူမယ် blank document ကိုနေမယ်အဲဆိုရင်ဒီထဲကိုတက်ပုံခေါ်ထည့်မယ်ပေါ့နော်တက်ပုံခေါ်ထည့်မယ်ဆိုရင် insert တက်လေးကိုသွားမယ် picture ကိုရွေးမယ် this device ကကွန်ပျူတာတွေကတက်ပုံတွေကိုထည့်တာဒါကကြတော့ online ကနေပြီးတော့မှယူထည့်တဲ့ဟာခုကကွန်ပျူတာရဲ့ဟာထည့်မယ် this device ကိုနှိပ်မယ်နှိပ်ပြီးရင် file လမ်းကြောင်းယူမယ် desktop ပေါ်ကနေခေါ်ထည့်လိုက်မယ်နော်ဒီပုံလေးကိုခေါ်ထည့်မယ်ပုံကိုတစ်ချက်နှိပ်မယ် insert ကိုနှိပ်မယ်ဒါဆိုရင်ပုံလေးဝင်သွားပြီအခုဆိုရင်ပုံလေးကရွှေ့လို့မရအောင်ဖြစ်နေနော်အဲဆိုရင်ရွှေ့လို့ရအောင်လို့ red text ဆိုတာလေးနှိပ်မယ် square ဆိုတာလေးနှိပ်လိုက်မယ်အဲဆိုရင်ပုံလေးကိုရွှေ့လို့ရတယ်နော်ပြီးတော့ဒီထဲမှာဆိုရင်အများကြီးရှိတယ် red text ထဲမှာဆိုရင် type to through လို့ dot and bottom ဒီရဲ့အဓိပ္ပာယ်တွေကိုဒီမှာ PowerPoint လေးနဲ့ရှင်းပြထားတယ်နော်ဒီနေရာအောင်နော် red text အသုံးပြုခြင်းဆိုပြီးဒီမှာ square ဆိုရင်ပုံရဲ့အရွယ်အစားတိုင်း၄တောင်ပုံတဲ့နေရာယူခြင်း behind တက်ဆိုရင်ပုံဒီစာရေးနောက်တင်နေရာယူခြင်းပေါ့နော်စာလေးကိုတစ်ချက်လောက်ဖတ်ပြီးပေါ့နော်ပြီးတော့ရင်ဒီပုံကိုသေးချင်တယ်ဆိုရင်ဒီတောင်းလေးကနေမျှလေးပြပြီဆိုရင် click ဖိပြီးတော့သေးလို့ရတယ်။ဒါရင်ပုံကိုဒီအရောင်ပေါ့နော် color အလင်းအမှောင်ထည့်ချင်တယ်ဆိုရင်ဒီဘက်က correction ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်မယ်ဒီမှာမှောင်မလားဒီဘက်မှာလင်းမလားပေါ့နော်ကိုကြိုက်တာကိုထည့်လို့ရတယ်နော်ရွေးလို့ရတယ်လင်းမှောင်ဒီဘက် icon color ဆိုတဲ့ဟာလေးကကြတော့ဒီပုံကို color ထည့်တာပေါ့နော်အဝါရောင်လေးယူမလားအပြာရောင်လေးယူမလားကိုကြိုက်တာကိုရွေးပြီးတော့ထည့်လို့ရမယ်ပြီးတော့ရင် artistic effect ဆိုတာကကြတော့ဒီပေါ့အနုပညာစံဆွဲထားတဲ့ပုံစံလေးပေါ့နော်ခဲနဲ့ဆွဲထားတဲ့ပုံစံလေးတွေလားဒါဆိုရင်ရေပုံစံပေါ့နော်ရေပုံစံလေးတွေလားဒီမှာဆိုရင်ခဲနဲ့ချစ်ထားတဲ့ပုံစံလားမျိုးစုံရွေးလို့ရတယ် effect လေးထည့်လို့ရတယ်နော်ပြီးတော့ရင်ဒီဓာတ်ပုံကို 3D ပုံစံလေးထည့်မယ်ဆိုလည်းရတယ်နော်ဒီမှာ format တွေကဒါဆိုရင်ဒါ shape လေးတွေအောက်ကထည့်ထားတာဒါဆိုရင်ဖောင်လေးတွေထည့်တာဒီများလေးမှလည်းရှိရဲအများကြီးရှိရဲအဝိုင်းပုံစံကြီးယူလို့ရတယ်ဒီမှာဆောင်းပုံစံလေးတွေယူလို့ရတယ်နော်ကိုကြိုက်တာကိုထည့်လို့ရတယ်ပြီးတော့ရင်ဒီဓာတ်ပုံပေါ့နော်ဒီဓာတ်ပုံကိုဘေးကဘောင်ပေါ့နော်ဘောင်လေးထည့်ခြင်းဆိုရင် picture တွေက border ကိုရွေးမယ်ရွေးပြီးတော့ရင်ဒီမှာဘောင်ထည့်မယ်ပေါ့နော်ဘောင်ထည့်မယ်ဘောင်ထည့်ရင်ဘောင်အထူအပါပေါ့ဒီမှာဆုံးရှိတယ်ဒါဆိုရင်3 pt ဆိုရင်ဒီလောက်ရွယ်စား6 pt ဆိုရင်အကြီးပေါ့နော်ထည့်လို့ရတယ်ဒါဆိုရင်ထည့်ကြည့်မယ်နော်ဘောင်လေးထည့်ကြည့်မယ်ဒါဆိုရင်ဘောင်လေးဝင်သွားပြီနော်အဲ့ဘောင်မှာဒီ line လေးကိုเนาะအဆက်လေးနဲ့လိုချင်တယ်ဆိုရင်လည်းရတယ်ဒီမှာအောက်ကဒီမှာနော်အဆက်လေးတွေပါလေးနဲ့ရွေးလို့ရမှာအဲ color လေးထည့်လို့ရတယ်နော် color ထည့်ခြင်းနဲ့ဆိုရင်ဒီ line ရဲ့ color ကိုအဝလေးဖြစ်သွားမယ်အနီလေးဖြစ်သွားမယ်နော်ကိုကြိုက်တဲ့ရောင်ထည့်လို့ရတယ်ဒါဆိုအစိမ်းလေးပြီးတော့ရင်ဒီပုံကိုဒီ shadow လေးထည့်ခြင်းနဲ့ရတယ်နော်ဒီထဲကနေ shadow လေးယူမယ်ဒါဆိုရင်အထက်က shape လေးပေါ့ shape အနားသားလေးတွေဖြစ်သွားနော်ဒီမှာ effect လေးဒီကလည်းထည့်လို့ရတယ် 3D rotation ဒီမှာရွေးကိုကြိုက်တဲ့ကိုရွေးလို့ရနော်အားလေးထည့်လို့ရမယ်ပြီးတော့ရင်ဒီပုံကိုလှည့်ကျင်တာပေါ့နော်ဒီပုံကိုလှည့်ကျင်နေဆိုရင်ဒီမှာ rotate ဆိုတာလေးပါတယ်ဒါဆိုရင်ဒီလိုအဆောင်လေးဖြစ်သွားမယ်ဒါဆိုရင်အောက်ကိုလှည့်လိုက်တာပေါ့နော်ဒီမှာပုံကိုကြိုက်တယ်လို့လှည့်လို့ရမှာပြီးတော့ရင်နောက်ထပ်တစ်ပုံခေါ်ထည့်မယ်နောက်ထပ်တစ်ပုံခေါ်ထည့်မယ်ဆိုရင် insert ထဲက picture ထဲက this device အဲ့ဒီမှာ desktop ပေါ်ကနေပုံလေးတစ်ခုကိုယူထည့်မယ်ပုံနှိပ်မယ် insert နှိပ်မယ်ဒါဆိုရင်ပုံရွှေ့လို့မရအောင်နော်ရွှေ့လို့မရအောင်ဆိုရင် direct ထဲက square ကိုယူမယ်ဒါဆိုရင်ပုံရွှေ့လို့ရပါတယ်ဒီပုံရဲ့ဘေးကမလိုတဲ့အသားတွေပေါ့နော်မလိုတဲ့အသားတွေကိုဖြတ်ထုတ်ခြင်းဆိုရင်ဒီမှာ cross ဆိုတာလေးပါတယ် cross လေးကိုတစ်ချက်နှိပ်မယ်ပြီးတော့ရင် mouse လေးနဲ့ကိုလိုချင်တဲ့နေရာအထိတိုးပြီးတော့ဖြတ်လိုက်မယ်ဒါဆိုရင်ဒီဘေးကဟာတွေမပါတော့ဘူးပေါ့နော်ပြီးရင် cross လေးတစ်ချက်နှိပ်လိုက်ဒါ
ကိုလိုချင်တဲ့အနေထားတိုင်းလိုက်ရသွားပြီပေါ့နော်။ဒါရင်ဒီ shade လေးထည့်ခြင်းတယ်ပေါ့နော်။ shade လေးထည့်ခြင်းရင် insert ထဲကဒီမှာ shade ဆိုတာရှိရယ်ကိုကြိုက်တဲ့ shade လေးထည့်လို့ရမြားလေးထည့်လို့ရတယ်။မြားလေးကိုနှိပ်မယ်။ရှစ်လေးကိုဖိလိုက်ရင်တန်တန်လေးဖြစ်သွားမယ်နော်။ရှစ်ကိုမလွတ်ထားရင်ဒီလိုမျိုးရမယ်။ရှစ်ဖိလိုက်ရင်တော့အတန်းလာလေးရမယ်နော်။ကိုကြိုက်တဲ့ shade လေးထည့်လို့ရတယ်နော်။ဒီမှာဆိုရင်ဒီမြားလေးဆိုရင်လည်းဒီမြားလေးထည့်လို့ရတယ်။ star လေးလည်းရှိတယ် star လေးထည့်လို့ရတယ်နော်။ shape ပေါ့ဒါကြတော့ shape ထည့်တာပေါ့နော်ပြီးရင်ဒီဓာတ်ပုံပေါ်မှာစာရိုက်ချင်တယ်ဆိုရင်ဒီမှာ text box ဆိုတာရှိတယ် text box လေးတစ်ချက်နှိပ်မယ်ပြီးရင်ဖိပြီးဆွဲလိုက်မယ်ထဲမှာ GIRL ခဲလို့ရေးလိုက်မယ်ပြီးတော့ရင်သူကဒီခဲကိုကွန်မလေးရဲ့အပေါ်မှာတင်လို့ရတယ်နော်ဒါဆိုရင်သူကဒီမှာကာလာဒီဘောက်ကိုကာလာချဲထားတယ်ဘောင်းနေပါတယ်အဓိကစားသားပဲလိုချင်တာနော်အဲဆိုရင်ဒီ face ပေါ့နော်ဒီ color ချဲထားတဲ့ face ကိုဖြောင်းမယ်ဘောင်းဖြောင်းမယ်ဆိုရင်ဒီမှာ shape face ဆိုတာရှိတယ် shape face ကိုတစ်ချက်နဲ့ no face ဘာရောက်မှမထည့်ခြင်းပြီးတော့ရင်ဒီဘောင်းလည်းဖြောင်းမယ်ဆိုရင်ဒီ shape outline နှိပ်မယ် no outline နော်ဒါဆိုရင်စာလေးပဲကြံခဲ့ဒီစာလေးကိုအရောင်ချဲခြင်းနဲ့ဆိုလဲရရင်နော်ဟုံးနေတော့မယ်အရောင်နီအောင်လေးချဲလိုက်မယ်ဒါဆိုရင်ရပါတယ်နော်စလုံးပေါက်လေးနဲ့ကြည့်လိုက်မယ်ဒါဆိုရင်ခဲအပေါ်မှာကျတော့အပေါ်မှာလည်းစာတိုင်းထိုးခြင်းနဲ့မီတင်ဆိုပြီးထိုးခြင်းအဲဆိုရင်ဒီဟာလေးကို control C control V နှိပ်ပြီးတော့အပေါ်ကိုတင်ပြီးတော့ဒီမှာခဲလေးဆက်လက်မယ် METTI မီတင်ဆိုပြီးတော့ရိုက်လို့ရတယ်နော်ဒါဆိုရင်ဒီစာကိုရွှေ့လို့ရတယ်သူ frame ထဲမှာစာလေးလည်းရှိမှာအဲဒါကြတော့ text box နဲ့ရိုက်တာပေါ့နော်ဒါဆိုရင်အဆင်ပြေသွားပြီနော်